ကဲဒီနေ့ကတော့ကျမမမီရဲ့လက်ရငကြံဟင်းလေးရဲ့ဟင်းလော်လေးနဲ့တွဲစားလိုက်ရင်တော့အရန်တွေကိုလိုက်ဖက်နေတော့ဟင်းလော်ကတော့ထုံးစံအတိုင်းစီးရရမယ်ပြီးတော့ကိုစားချင်တဲ့အရွက်တွေကိုဝယ်ပြီးတော့ဒီနေ့ဟင်းလော်ချက်မှာပါဆိုရင်ဟင်းလော်ချက်တာနှာခါရှိပြီဒါပေမဲ့ကျမလိုချင်တဲ့ပုံစံမရနေဘူးဟင်းချက်တွေကိုဆရာသားချက်ပြီးပြောပါတယ်ကျမလိုချင်တဲ့ပုံစံအဲ့ဒီပုံစံမဟုတ်ဘူးကျမလိုချင်တဲ့ပုံစံမရမချင်းအဲ့ဒီဟင်းလော်ကိုဆက်ချက်နေအောင်ပါပဲဒါပေမဲ့ဟင်းလော်ကတော့လိုချင်တဲ့ပုံစံမရဘူးဆိုပေမဲ့အရသာကတော့ကိုစားချင်တဲ့ပုံစံအတိုင်းကွက်တီပဲကျမတို့ရုံကကလေးတွေကတော့ဒါပေမဲ့လေအခုချိန်ဟင်းလော်ဆိုတာဘာမှမသိတဲ့တစ်ဖွဲ့ရရှိတယ်တက်တက်ကိုဘယ်လိုပဲပြောမသိဘူးအများဗီဒီယိုလည်းတေချာမကြည့်ဘူးကျမတော့ကိုလိုချင်တဲ့ပုံစံမရတော့စိတ်ထဲတော့တိတ်မကြဘူးဒါပေမဲ့စားတဲ့လူတွေကအရန်ကောင်းတယ်လို့ပြောတော့ဘာပဲဖြစ်ကြည်နေပါတယ်ဆက်ကလေးစားချင်တော့ကလော3000ထည့်ထားတော့အဲ့ဒါတော့တိတ်မဆက်ဘူးကျမတို့အိမ်မှာလေကျမမရဟင်းချက်ငရုတ်သီးအဲ့လိုငရုတ်စုံနဲ့တေချာထောင်းပြီးတော့တေချာချက်မှအမိုးဆိုတော့အိုးတဲ့ကိုလေငရုတ်သီးအဲ့လိုဗျမ်းကနေထည့်ပြီးတော့ချက်တယ်မျိုးဆိုမင်းမကြိုက်ဘူးငဒန်ကတော့မြင့်ငဒန်လေးချက်မှာပါစားစနစ်ချုံပုံသူပြီးတော့အိမ်မှာရှိတဲ့တရက်သီးချောက်ကလေးနဲ့ချက်မှာပါငရုတ်သီးရတယ်များတာမဟုတ်ဘူးငရုတ်သီးအရောင်ကတော်တော်ဆိုးနေတာကဲငရုတ်သီးရဲ့စီမွေးတက်ပြီးတော့ဆိုတော့ငါးလေးကိုအိုးလေးရဲ့ထည့်ပြီးတော့နည်းနည်းကြကြလေးလုံးလိုက်ပါမယ်လုံးပြီးသွားပြီဆိုရင်တော့ရေလေးနည်းနည်းထည့်မယ်ပြီးသွားရင်မကြည်တိမက်ဖြော်ထားတာလေးကိုနည်းနည်းထည့်ပါမယ်ရေလေးထည့်ပြီးသွားပြီဆိုတော့အဖုံးလေးအုပ်ပြီးတော့နည်းနည်းလေးထားလိုက်ပါမယ်ငါးလေးကလည်းကြက်ပြီးတော့ရေလေးကလည်းကိုလိုချင်တဲ့အနေထားလောက်ရပြီဆိုရင်အပေါ်ကနေပြီးတော့မဆလာလေးဖြိုးပြီးတော့ထားလိုက်ပါမယ်ကဲမိမိရဲ့လက်ရငဒန်ဟင်းလေးရပါပြီရှင်